ဥက္ကဋ္ဌမဖြစ်တဲ့စုဟာကုမ္ပဏီအတွက်အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုကြည့်ပြီးစိုးရိမ်စိတ်တွေလွှမ်းမိုးနေပါတယ်ဘဏ်တွေစီကနေချင်းငွေရဖို့ဖုံးဆက်ပြီးအကြိမ်ကြိမ်စူးစမ်းနေပေမဲ့ရလက်ကတော့စိတ်ပြက်စရာပါပဲဘဏ်ကြီးလေးခုလုံးကတထေးကြီးကူးရဲ့ဖိအားပေးမှုကြောင့်သူမကိုချင်းငွေထုတ်မပေးဖို့ညှင်းဆန်လိုက်ကြပါတယ်တစ်ဖက်ကကူးကလည်းသူမကိုအချိန်3ရက်ပဲပေးထားတာမို့စုတယောက်ဘာလို့ရမှန်းမသိအောင်လမ်းပြောင်းနေပါတော့တယ်ဘဏ်တွေကညှင်းလိုက်တဲ့အပြင်ကုန်ပစ္စည်းပေးသွင်းတဲ့ကုမ္ပဏီနှစ်ခုကပါထပ်ပြီးပြဿနာရှာလာတဲ့အခါမှာတော့ရှေ့ရဲ့စိတ်ရှည်မှုတွေအဆုံးသတ်သွားခဲ့ပါပြီတော်ဆက်ငါမပြောနဲ့တော့လို့ပြောနေတယ်မဟုတ်လားဆိုပြီးသူမရဲ့အတွင်းရင်းမှုကိုဒေါသတကြီးအော်ဟစ်မောင်းထုတ်လိုက်ပါတယ်ကုမ္ပဏီတစ်ခုလုံးပျက်စီးတော့မဲ့အခြေအနေကိုရောက်နေပေမဲ့သူမရဲ့အတားနဲ့မာနကြောင့်ကူးရဲ့အလျှော့ပေးမှုကိုလက်မခံပဲတောက်ခံထားဆဲပါပဲထမင်းစပွဲဝိုင်းမှာလည်းအမေဖြစ်သူကကုမ္ပဏီအခြေအနေကိုစိတ်ပူပြီးကူးရဲ့ကလန့်ချက်ကိုလက်ခံဖို့ပြောပေမဲ့ရှူကတော့ထမင်းစပွဲကနေစိတ်ပြက်လက်ပြက်ထွက်ခွာသွားခဲ့ပါတယ်ဒါကိုမြင်တဲ့အမေဖြစ်သူကဒေါသထွက်ပြီးဘေးမှာငြိမ်ငြိမ်လေးထမင်းစားနေတဲ့တမက်ဖြစ်သူလူယွန်ကိုမင်းကတော့ဘာမှမလုပ်တတ်တဲ့အတုံးမကျတဲ့ကောင်ပဲလို့ရမ်းရှာပါတော့တယ်ညစ်တဲ့အထိစုတယောက်ထဲရုံငန်းချမ်းပြင်ပေါ်မှာထိုင်ပြီးဘာလို့လဲဘာလို့သူကငါဘဝကိုဒီလောက်အထိချုပ်ကင်နိုင်ရတာလဲဆိုပြီးမျက်ရည်တွေအလီလီနဲ့ငိုကြွေးနေမိပါတယ်အဲ့ဒီအချိန်မှာပဲအတုံးမကျဘူးလို့အပြောခံရတဲ့တမတ်လူယွန်ဟာပူပူနွေးနွေးခောက်ဆွဲတပံကန်ကိုတဲပြီးရုံးခန်းထဲဝင်လာခဲ့ပါတယ်စုကတော့ဒေါသတကြီးနဲ့မင်းလိုအတုံးမကျတဲ့ကောင်ကဘာတိလို့လဲလို့အော်ဟစ်ပြီးခောက်ဆွဲပကံကိုပုတ်ချလိုက်ပါတယ်ဒါပေမဲ့လူယွန်ကတော့စိတ်မဆိုးတဲ့အပြင်စုစိတ်အေးသွားတဲ့အထိစောင့်ဆိုင်ပြီးခောက်ဆွဲကိုပြန်ပြင်ပေးခဲ့ပါတယ်စုတယောက်ခောက်ဆွဲကိုစားရင်းနဲ့ကျေးဇူးတင်စကားဆိုလိုက်တဲ့အချိန်မှာပဲလူယွန်ရုံးခန်းထဲကနေထွက်လာပြီးညမောင်မောင်ထဲမှာဖုံးတလုံးကိုထုတ်လိုက်ပါတယ်သူ့ရဲ့လက်ဘင်းမှာဓာတ်ရှာရတစ်ခုရှိနေပြီးမျက်လုံးတွေကတော့အရင်ကနဲ့မတူပဲအေးဆက်ပြတ်သားလာပါတယ်သူဖုန်းခေါ်လိုက်ပြီးတစ်ဖက်လူကိုအမိတ်တစ်ခုပေးလိုက်တယ်စလို့တော့ဒီတမတ်ဆိုးလူယွန်ရဲ့နောက်ွယ်ကတကယ်အချိန်ဝါကပါလဲသူကစုကိုကူးရဲ့ရန်ကနေဘလို့ကာကွယ်ပေးမလဲဆိုတာနောက်ပိုင်းမှာဆက်လက်ရှုစားပေးပါဦးခင်ဗျာ